ချက်သွန်ဒီအကြီးကိုတိရှာလေး10ပတ်အထိလင်းပေးမယ်ဆိုလို့ရှိရင်စပယ်ပေါင်း80ရာခိုင်နှုန်းထိအမြန်စေတယ်တိုးစေတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီနည်းလေးကိုစမ်းပြီးအသုံးပြုကြည့်တင်တယ်ပေါ့နော်အခုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့မျှော်လင့်ပါတယ်နော်ကိုကစပင်ပေါက်နေတယ်စပင်အခြေနေတယ်စပင်နေကျွတ်တယ်ဆိုလို့ရှိရင်တော့အခုဒီနည်းကိုစမ်းသုံးကြည့်ကြရအောင်နော်ချက်သွန်ဒီတစ်လုံးလောက်ပေါ့နော်ယူမယ်လှီးမယ်သူ့နှုတ်လေးလှီးမယ်ပေါ့နော်လှီးပြီးတဲ့အခါမှာချက်သွန်ဖြူ3တက်လောက်ကိုလည်းလှီးမယ်ပေါ့နော်နှစ်ခုလုံးရောပြီးတော့ဒီနှုတ်လေးလှုပ်ပြီးလို့ရှိရင်ကော်ဖီဂျန်တစ်စုံပေါ့နော်ကော်ဖီဂျန်မရှိလဲရတယ်ရှိတဲ့ကော်ဖီနဲ့ပဲသူတို့သုံးခုကိုပြုတ်လိုက်တာပဲဖြစ်ဖြစ်ရေနွေးပူလောင်းလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ရတယ်အဲ့ဒီရလာတဲ့အရည်လေးကိုကောင်းမလျှော်ခင်မှာပေါ့နော်ဒီစပင်ရောစပရိနဲ့ဖြန်းမယ်ဒါမှမဟုတ်လို့ရှိရင်လက်နဲ့ယူပြီးတော့ဥယျာဉ်ပြောင်းပဲလိမ့်ပေးမယ်ဆိုလို့ရှိရင်ဒီခုနကပြောခဲ့တယ်လို့ပဲ90ရာခိုင်နှုန်းထိအရှိမြန်လာမှာပေါ့နော်သူကကြတော့ချက်သွန်ဖြူနဲ့ချက်သွန်လေးကအနံ့ပြင်းတာဖြစ်တဲ့အတွက်ခေါင်းလေးတော့တေချာပြန်လျှော်ပေးဖို့လိုမယ်နော်ဒါကြောင့်မို့လို့ဒီတဘာဝကရတဲ့အရာလေးတွေနဲ့စမ်းပြီးတော့အသုံးပြုကြည့်ဖို့အကြံပြုချင်ပါတယ်နော်အားလုံးကိုဆုံးထိကြည့်သွားပြီလို့ကျေးဇူးတင်ပါတယ် follower လေးလုပ်ပေးခဲ့ကြပါအောင်နော်